ကားရောအိမ်မှာအရေးကြဝယ်ယူနိုင်မယ်မြန်မာနိုင်ငံရဲ့အကြီးဆုံး HM နဲ့ကားရောင်းပြပွဲကြီးကိုရန်ကုန် Convention Center YCC မှာကျင်းပပြုလုပ်လျက်ရှိပါတယ်။ iMyanmar House နဲ့ Cars TV တို့မှာကြီးမှုကျင်းပတဲ့20ကြိမ်မြောက်မြန်မာနိုင်ငံရဲ့အကြီးဆုံး HM နဲ့ကားရောင်းပြပွဲကြီးကိုယနေ့မေလ29ရက်နေ့မှာစတင်ပြီး31ရက်နေ့အထိ3ရက်တိုင်နနက်9:00နာရီမှညနေ9:00နာရီအတွင်းရန်ကုန်မြို့ရှိရန်ကုန် Convention Center YCC မှာကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်။အရောင်းပြပွဲကြီးအတွင်းအိမ်နဲ့ကားဝယ်ယူလိုသူများအတွက်လုံခြင် Grand မြေကွက်ကွန်ဒိုစောက်လုပ်ဆဲတိုက်ခန်းများနဲ့စီကား EV ကားစသဖြင့်နာမည်ကြီးကားဘရန်မျိုးစားများစွာကိုအရေးကြစနစ်အာမခံစနစ်အထူးလျှော့ဈေးများနဲ့အတူခိုင်မာမှုရှိသည့်စာချုပ်စာတမ်းများဖြင့်ရောင်းချပေးလျက်ရှိပါတယ်။ထို့အပြင်မြန်မာဆောက်လုပ်ရေး HM ရင်းနှီးမြှုပ်နှံမှုနဲ့မော်တော်ယာဉ်ဈေးကွက်စတဲ့နယ်ပယ်တည်တည်မှပညာရှင်များကလည်းဆွေးနွေးဟောကြားသွားမယ့်အစီအစဉ်များပါဝင်တဲ့ကြောင့်စိတ်ပါဝင်စားသူများအနေဖြင့်ရန်ကုန် Convention Center YCC မှာကျင်းပနေတဲ့မြန်မာနိုင်ငံရဲ့အကြီးဆုံး HM နဲ့ကားရောင်းပြပွဲကြီးကိုလာရောက်လေ့လာဝယ်ယူနိုင်ရန်သတင်းကောင်းပါလိုက်ရပါတယ်ခင်ဗျာ။